ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပြခြင်းတဲ့အကြောင်းအရာကတော့ဒီ hydraulic press ပိုင် machine ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ site မှာပိုင် foundation ကိုပြုလုပ်မယ်ဆိုရင်တွေ့ကြုံလာရမယ့်အချက်၄ချက်ကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်တကယ်လို့အခုပိုင် machine နဲ့အသုံးပြုပြီးတော့ရိုက်တဲ့အခါမှာပထမဆုံးအနေနဲ့သိရမှာကဒီ machine ရဲ့ weight ပေါ့နော်ကိုသူ့ရဲ့ machine ရဲ့ weight ဘယ်လောက်လဲပြီးရင် counter weight ကသူ့ရဲ့ counter weight ကဘယ်လောက်တင်ထားရလဲပေါ့နော်သူ့ရဲ့ counter weight ဒီမှာဆိုရင်သူ counter weight တွေတင်ထားရဗျာအဲ့မှာဆိုရင်သူ့ရဲ့ counter weight တန်ကဘယ်လောက်လဲ machine ရဲ့ weight ကဘယ်လောက်လဲဒါဘာကြောင့်သိဖို့လိုလဲဆိုရင်ကျွန်တော်တို့ဒီ site မှာကထားပါအောင်ဒီပိုင်ကိုတန်80ရိုက်မယ်တန်80ရိုက်မယ်ဆိုရင်ဒီတန်80ကိုယ့်ရဲ့ပိုင်တန်80ရောက်ဖို့အတွက်ဒီ machine ကသူ့ရဲ့ capacity ကဒီတန်80ထက်အနည်းဆုံး3ပုံလောက်ပိုနေမှအဆင်ပြေမှာအဲ့ခါမှာကျွန်တော်တို့ကလိုချင်တဲ့တန်ကိုအဆင်ပြေနဲ့ရိုက်နိုင်ပါကြည့်ရပြဿနာဆိုပါလဲဆိုဒီမန္တလေး site တစ် site မှာကျွန်တော်လိုချင်တာတန်200ရိုက်မှာတူတင်ထား machine weight နဲ့ counter weight ကောမှာတန်220ပါတယ် okay 220ဆိုတော့20တန်20သူ့မှာပို့တယ်ကိုလိုချင်တာတန်200ကိုတန်20ပို့ရဆိုတော့အဲ့လိုပဲရိုက်တဲ့ခါမှာရိုက်တဲ့ပိုင်တွေကပိုင် site 400 site square ပိုင်တွေရိုက်တယ်ပေါ့နော်ရိုက်တဲ့ခါမှာပထမဆုံးရိုက်တဲ့ခါမှာအဆင်ပြေတယ်မီတာ12မီတာပေါ့နော်ဝင်တယ်နောက်ဆုံးရိုင်းနေမှာဒီပိုင် point နဲ့ကျက်လာတဲ့ခါမြေကြီးကကျက်လာတဲ့ခါမှာမြေကြီးပိုင်ကအကုန်မဝင်တော့ဖြတ်လာတယ်ဥမာနောက်ဆုံးဘယ်လောက်ထိအောင်တော့ဖြတ်လာတယ်ဆိုတော့ဒီမြေဝင်ကဒီ12မီတာနေပြီးတော့နောက်ဆုံးမှာ1.5 တို့2မီတာတို့3မီတာအဲ့လောက်ပဲဝင်တော့လောက်ပဲဝင်တဲ့ခါမှာဟိုဒီကျွန်တော်ကြည့်တာပေါ့နော်ကြည့်တဲ့ခါမှာမြေဝင်တစ်လောက်နဲပါဒီ pressure gauge ကိုကြည့်တော့လဲသူအဆင်ပြေပြီးအစကလည်းသူအဆင်ပြေပေါ့နော်ဒီ weight အတိုင်းပဲရိုက်တယ်အဆင်ပြေ pressure gauge ကလည်းတန်နေရပြည့်တယ်ပေါ့နော်တန်နေရပြည့်တယ်ဆိုပြီးတော့အဲ့လိုမျိုးပဲဒီမြေကဟိုမြေကြီးကျက်လာတာဖြစ်တဲ့အတွက်မရတော့ဘူးပေါ့နော်မြေဝင်မရတော့အဲ့လိုပဲသဘောထားလိုက်ဒါပေမဲ့နောက်ပိုင်းမှာမြေဝင်နေတဲ့ဟာတွေကိုကျွန်တော်လုတ်တက်ဆန်းကြည့်တဲ့အခါမှာလုတ်တက်က fail ဖြစ်တယ်မအောင်ကိုလိုချင်တဲ့ဟာထက်ဒီ machine weight ကပိုတန်30 40အဲ့လောက်ထိအောင်ပိုနေမှကိုအနေနဲ့စိတ်ချတယ်ပေါ့နော်အဲ့ချက်ကလေးကိုဒါကျွန်တော်ဂျုံခဲ့ရအရာကိုဒီအခြေခံပြီးတော့ပြန် share ပေးတာဖြစ်ပါတယ်ဒီပိုင်ရိုက်တဲ့ position နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ site တွေမှာဒီ site တွေမှာပိုင် point စာပေပိုင် point တွေပါချတဲ့အခါမှာတချို့ point တွေကဒီစက်ကအဆင်ပြေရိုက်နိုင်တယ်ဒါပေမဲ့တချို့ point တွေကြတော့ဒီ chance weight နဲ့ကက်နေဘေးမှာအဆောက်အဦရှိနေဆိုတဲ့အခါမှာပိုင်ဆက်ကဒီပိုင် point နေရာကိုတွားပြီးတော့ဟိုအဆင်ပြေတဲရိုက်လို့မရဘူးမှာပိုင်ရဲ့ normal position ညာဘက်ကလိုပဲသူက center ကနေရိုက်တယ်တကယ်အမှ chance weight ကက်နေရဟာဘေးမှာအဆောက်အဦရှိနေဟာကြောင့်ဒီလိုမျိုးဟာနဲ့ဒီလိုမျိုးအလဲကနေရိုက်လို့မရတော့ဘာလို့လဲဆိုတော့ဘေးမှာလည်းသူရဲ့ long shit ချတဲ့နေရာတွေပိုင်းရှိတာအဲ့မှာအဆင်မပြေတဲ့ခါမှာဘေးဘက်ကလိုမျိုး side ပိုင်းလေးနေရိုက်side ပိုင်းလေးရိုက်တဲ့အခါမှာဘယ်ပြနိုင်ရှိလဲဆိုတော့ center ပိုင်းလေးနဲ့ side ပိုင်းလေးမှာလောက်တန်ရတဲ့ calibration လောက်တန်ရတဲ့လောက်တန်ရပုံချင်းမတူကြဘူး side ပိုင်းလေးမှာတန်80ရိုက်နိုင်တဲ့ဆက်ကsorry center ပိုင်းလေးမှာတန်80ရတဲ့ဆက်က side ပိုင်းလေးမှာဆိုရင်တန်80မရဘဲနဲ့တန်60လောက်တန်50လောက်ပဲအမျိုးရအောင်ရိုက်နိုင်တယ်ပေါ့နော်တန်40လောက်အဲ့လောက်ပဲရအောင်ရိုက်နိုင်တယ်သူကလည်းဒီ load test တွေပါရကြအောင်မဆန်းကြဘူးဒီပုံမှန်အဖြစ်ကဒီဈေးများတာဒီဘောနော်ကုန်ကျစရိတ်တိုးလာမှာရေတခြားသောအကြောင်းအရာတွေကြောင့်ဒီတိတ်ပြီးတော့စမ်းတာမရှိရအဲကြောင့်မျိုးလုံးတက်မဆန်းတဲ့ခါမှာအဲ့လိုမျိုးတော့မတိထားဘူးဆိုရင်ကိုကစန်တာလည်းဒီတန်80ပဲဒီ site ပိုင်းလည်းတန်80ပဲဆိုပြီးတော့မျိုးကိုတိထားမှာဆိုကိုယ့်ရဲ့တကယ်လုံးတန်ကအကျူရမှာယော့နေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့အရာလေးကိုတတိထားစရာ point တစ်ခုအနေနဲ့ share ပေးလိုက်ပါတယ်ကျွန်တော်ကြုံခဲ့ရပါတော့ဒီ macro မှာတကွန်းလုံးရိုက်ပြီးအဆင်ပြေနေဒီဟာလေးကဒီ weight scan အတွက် down လေးမှာနည်းpoint 20ကျော်လောက်လေးပဲရတာဒီ point 20ကျော်တယ် point 20ကျော်လည်းပဲရအဲ့နေရာလေးမှာသူကဘေးမှာချောင်းရှိတယ်ချောင်းရေကသူကဒီရေတက်ကြရှိတက်တဲ့ချင်းဆိုချောင်းရေဒီဘက်ထိအောင်တိုးလာကြတဲ့ချင်းတော့ကြလာကမှအဲ့နေရာမြေကသူကဆိုတက်ရှိပြီးတော့ရွှွန့်နေရောပါတယ်အဲ့လိုမျိုးမြေကနှုံးမြေပုံစံတို့အမြေမကောင်းဘူး
အဲ့လိုမျိုးနေထားမှာကျွန်တော်တို့ကြားစင်ရမှာရိုက်လာအဆင်ပြေပြီးတော့အဲ့နေရာမှာဝင်ရိုက်တဲ့အခါမှာပထမပုံမှန်နေထားတဲ့သူမြေကြီးလေးတိုင်းမသိရအောင်အပေါ်ကနေကြည့်ရင်ဒီလူသွားရက်တယ်အရင်မချွန်မင်းနဲ့သူတကယ်သွားကကြမှာအဲ့မှာဆက်ကအဆင်မပြေဘူးမြေကျွန်းတဲ့အခါမှာကျွန်တော်တို့ဒီသဲတွေဖြည့်အမှာဒီသဲအိတ်တွေဖြည့်နေအဲ့လိုမျိုးလောက်ရနှစ်ခေါက်သုံးခေါက်ဖြည့်မရဘူးကျွန်းလိုက်တက်လိုက်ကျွန်းလိုက်ပြန်ဖြည့်လိုက်ကျွန်းလိုက်ပြန်ဖြည့်လိုက်ဆိုတော့ဆက်တွေမှာစမိုင်းနဲ့အဲ့ဖဲဒီဆက်ရဲ့အောက်ကိုအဲ့မှာပိုင်ကျိုးတွေထည့်အဲ့လိုဒါလည်းဗာလေတန်ပြားတွေထည့်ပြီးပေါ့အဲ့လိုမျိုးလုပ်ခဲ့ရဒီဟာလည်း working platform နဲ့ပတ်သက်ပြီးတော့ view ဆက်ရမယ်အချက်ကလေးပေါ့နော်ပိုင်ရိုက်တော့မယ်ဆို working platform ကလည်းထည့်သွင်းဆုံးဖြည့်ရမယ်အချက်တွေမှာတစ်ခုအနေနဲ့ပါဝင်ဆုံးတစ်ချက်ကတော့ဒီပိုင်ရဲ့မြေဝင်မရတဲ့ပြဿနာဒါလည်း site တစ်ခုမဟုတ်တစ်ခုမှာအနည်းငယ်ကြုံနေရတဲ့ပြဿနာပေါ့နော်အဲ့လို design ရတော့သူက design ရတွက်လိုက်တဲ့မြေဝင်ဘလောက်ဆိုပြီးတော့တကယ်အကျူရရိုက်တဲ့အခါမြေကြီးရဲ့ပြဿနာရန် different များတယ်ဒီနေရာမှာဝင်တယ်ဒီနေရာမှာမဝင်ဘူးဟိုနေရာမှာဝင်ပြီးတော့ဒီနေရာမှာမရဘူးအဲ့လိုမျိုးအများကြီးမြေကြီးကခြားနာချက်တွေများတဲ့အခါမှာ design ရဲ့လမ်းအတိုင်းမရအောင် design ရဲ့မြေဝင်တိုင်းမရတဲ့အခါမှာကျွန်တော်နောက်ထပ်ဖြည့်ရှင်းရမယ်ဒီမြေဝင်ရအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အခါမှာဒီကျွန်တော်တုံးခဲ့နေတွေကဒီမြေကြီးကိုတိုင်းတာခုဒီလမ်းလိုက်တာဒါရည်ရွယ်ချက်ကတော့ဒီအပေါ်ရံမြေကြီးအမာကျော်ဖြစ်နေလို့ဒီတိုင်းတာတစ်ခုလှန်လိုက်တဲ့အခါမှာဒီမြေဝင်ပိုရနိုင်မလားဆိုတဲ့အချက်ပေါ့နော်အဲ့ဟာကိုမူတည်ပြီးတော့ဒီမြေကြီးကိုနေထားတစ်ခုဒီလှန်လိုက်တယ်ပြီးတော့သူ့ရဲ့ foundation design ရလည်း foundation ရဲ့ cut off level ကအောက်ကိုနှိမ့်ကျနေတာဖြစ်တဲ့အတွက် foundation မှာလည်းတူရမှာဖြစ်တဲ့အတွက်ပိုင်မှာရတစ်ခါလဲတူပြီးတော့ဆင်းရဲလည်းမြေဝင်လည်းပိုရသွားအောင်เนาะအဲ့ site မှာဆိုရင်မြေဝင်ကပေ60လိုတာတကယ်တမ်းဝင်တဲ့အခါမှာပေ20တောင်မှကောင်းမဝင်ပေ20တောင်ကောင်းမဝင်မင်းနဲ့15ပေလောက်အဲ့လောက်ဝင်ချင်မှပိုင်လောက်ကြလဲရလှုပ်ဆန်းကြည့်ရောချာမှာအဲ့ site မှာဆိုရင်static load test ဆန်းတယ်လှုပ်ဆန်းတဲ့အခါမှာလည်း okay တယ် settlement တွေပါ okay တယ်အဆင်ပြေနေတာသူကလောက်ကရတယ်ဒီပိုင် penetration ပဲမရတာဆိုတော့ဒီ designer တွေပိုင်းနဲ့လည်းပြန်ညှိရအောင်เนาะအဲ့လိုဒါပေမဲ့ဒီမြေကြီးကိုလည်းအဲ့ foundation ရဲ့ cut off level ရောက်အောင်အဲ့လို5ပေလောက်ထိတူးပြီးတော့အဲ့လိုဆင်းရိုက်တဲ့အခါမှာသူကအရန်တော့ခြားနာကြမှာဖြစ်သွားအောင်ပေ20တစ်ချောင်းတော့ကောင်းဝင်သွားတယ်ပေ20ချောင်းပဲဝင်မယ်လုံးရတယ်ဒီပြေဝင်ရတော့ဒီလောက်ပဲရပြီပေါ့နော်ဒီလန်လိုက်ပြင်မယ်အဲ့ခါမှာ designer နဲ့ပြန်ညှိလောက်ကဒီလောက်ရတဲ့အဆင်ပြေမပြေဘယ်လိုမျိုး design change ကြမလဲပေါ့နော်ဒီလိုမျိုးပြန်ပြီးတော့ညှိနှိုင်းရတဲ့ဟာတွေရှိရပေါ့ပြီးရင်နောက်တစ်ခုကကြောနောက်နီလန်တစ်ခုကကြောတော့ဒီ pre-board တူတာဒါကြောင့်ရန်ကုန်မှာသုံးခဲ့အနီးပေါ့နော် pre-board တူတယ် pre-board ဒီအပေါ်အရင်ဆုံးအပေါက်အရင်ဖောက်လိုက်တယ်ပြီးမှပိုင်ကိုလိုက်ရိုက်တာပေါ့နော်ဒီ3မီတာ4မီတာ maybe အမျိုးပေါ့အပေါက်တစ်ခုဖောက်ပြီးခါကျမှပိုင်ကိုလိုက်ရိုက်တဲ့အခါမှာရေဝင်ပုံမှန်ထက်ပိုပြီးတော့မဝင်တဲ့နေရာမှာပိုဝင်သွားပါတော့အဲ့လိုမျိုးတနည်းရှင်းပြီးရင်နောက်တဲ့နေရာပိုင် site chain လာပေါ့ပိုင် site သေးနေပိုင် site အကြီး chain ပြီးတော့ဒီမြေကျောကိုအားကောင်းနဲ့ပြန်ဖောက်မလာပေါ့နော်အဲ့3နည်းလောက်ရှိရမှာကျွန်တော်ဒီနန်းဒီလုံးလုပ်ခဲ့ပထမတနည်းကတော့ဒီမြေကြီးလန်လိုက်တော့အမှမိုးရသည်ဖြစ်နေတော့ကျွန်တော်အဲ့မှာမိုးကြီးတွေဝင်ပြီးတော့အမှဒီမှာကန်လို့ဖြစ်ပြီးတော့အဲ့မှာလုံးမရဘဲနဲ့မှာစက်တွေရေးမြုပ်ပြီးတော့ရက်ဟိုဘာတွက်လိုက်မယ်ဆိုအမှရက်30လောက်ကအလုံးမရရေဝင်လို့အမှရေချောင်းဆောင်းတာနဲ့ဗာနဲ့တော်တော်လေးအခက်အခဲဖြစ်လိုက်ပါတယ်မြေဝင်ကလည်းအရင်တော့ထူချပြီးတော့ဝင်မသွားဘူးတစ်ချောင်းတော့ကောင်းဝင်သွားပါဘူးလောက်ကတော့အဆင်ပြေအဲ့တော့ designer နဲ့ပြန်ညှိရပါဒီညာဘက်ကကြောရန်ကုန်မော်ဘီတိုက်ကြီးဘက်က site လိုဝယ်မြေဝင်လို့ pre-board တူးလိုက်တယ် pre-board တူးပြီးတော့လိုက်ရတဲ့အခါမှာအဲ့လိုပဲပေ20ချောင်းတစ်ချောင်းကောင်းဝင်ပြီးတော့အဲ့လိုအဆင်ပြေသွားရုံเนาะအဲ့လိုမျိုးဒါဆိုအမှသူ့ရဲ့ order နဲ့ဒီပပိုထိတ်မှာ order တက်ပြီးတော့တူးတာ pre-board တူးလိုက်ပြီးမှကျွန်တော်တို့ပိုင်နေနောက်ကနေပြီးတော့အဲ့ဒီပေါက်လေးကိုလိုက်ရှိုင်းလိုက်တာ
ပြီးတော့ရိုက်ရမှာကြုံတွေ့နိုင်တဲ့ပြဿနာ၄ခုပေါ့နော်ပထမဆုံးကတော့ဒီ machine ရဲ့ weight နဲ့ပတ်သက်ပြီးတော့ counter weight ဘယ်လောက်တင်ထားလဲပြီးရင်ကိုရိုက်ချင်တဲ့လောက်ကဘယ်လောက်လဲဆိုတာကို adjust လုပ်ညှိရတဲ့အပိုင်းပေါ့နော်အဲဟာကိုကိုကမသိဘူးဆိုရင်ဒီ machine သူရတဲ့လောက်ပဲကိုရိုက်နေရမယ်ဥပမာ machine ကဒီလောက်ပဲရလို့ဒီလောက်ပဲရိုက်ရတယ်ဆိုတဲ့အနေထားမှာကိုရက်သွားမယ်ဒီတကယ်လို့တော့ကိုကအဲ့ချက်တွေကိုသိထားမယ်ဆိုတော့မင်းတို့ဆက်ကသေးနေလို့မဝင်တာဟို counter weight ကနည်းနေလို့မရတာ counter weight ပြန်တိုးတင်တိုးခိုင်းမယ်ပေါ့နော်အဲ့လိုမျိုးကိုလုံနိုင်မယ်ပေါ့နောက်တစ်ချက်ကကြတော့ present position နဲ့ပတ်သက်ပြီးတော့ပြောသွားပါတော့ဒီဟိုပါပေါ့ present position နဲ့ပတ်သက်ပြီးတော့ဒီ side bind link နဲ့ center bind link မှာလိုအပ်လို့ side bind link ရိုက်တဲ့အခါမှာload တန်က center လိုမျိုးမရနိုင်တာအဲ့အချက်တွေကိုထည့်သွင်းစဉ်းစားရမယ်ပေါ့နော်နောက်တစ်ချက်ကဒီ working platform နဲ့ပတ်သက်ပြီးတော့ဒီ bind set ဝင်မယ်ဆိုရင် working platform ကိုတေချောင်းပြင်ဆင်ထားရမယ်ပေါ့နောက်ဆုံးချက်ကတော့ဒီ bind လိုချင်တဲ့ depth မရခြင်းပုံမူတည်ပြီးတော့ဖြည့်ရှင်းရမယ့်နည်းလမ်း၃လမ်းကိုကျွန်တော်ပြောပြပေးရဖြစ်ပါတယ်အဲ့ဒီကနည်းလမ်းနည်းဆိုရင်ကျွန်တော်စအပြင်မှာကျွန်တော်3 ယူပြဒီသားနည်းလမ်းပေါ့နော်သူအားသာချက်အားနည်းချက်ရှိပေမဲ့ဒီတနည်းကတော့အဲ့လိုအရင်ဟိုမြေကြီးကနေထားရတော့ကြီးရတော့မှာပါအရင် different ဖြစ်သွားမှာမဟုတ်ဘူးနည်းနည်းလေးပေါ့သုံးပုံပုံတစ်ပုံလောက်ပို့ပြီးတော့ penetration ပိုရသွားပဲရှိတယ်ပေါ့နော်အများကြီးဟို design က penetration များနေတော့အဆင်မပြေတာကိုတွေ့ရတယ်ဟုတ်ကဲ့ပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့ပိုင်နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ဒီနောက်ထပ် engineering နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်သိချင်တဲ့အခါသိချင်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဒီလိုမျိုးပိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပြောခဲ့ကြံခဲ့တာအရာပဲဖြစ်ဖြစ်သိချင်တာရောဖြစ်ဖြစ်ကျွန်တော်ရဲ့ comment မှာမေးခဲ့နိုင်ပါတယ်ကျွန်တော်ပြန်ပြီးတော့ဒီရဲ့အရာတွေပြန်ပြီးတော့ sharing လုပ်ပေးပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်